လိုလူဟာလူကောင်းလဲလူကောင်းဆိုတာကိုဘလို့တတ်မှတ်ပြီးတိုင်းတာကြတာလေလူတဦးဟာအသက်ကြီးလာတဲ့အချိန်ထိအရက်မတောက်ဘူးဆေးလေးမတောက်ဘူးကျမ်းမာရေးနဲ့မညီညွတ်တာမျိုးမလုပ်ဘူးသူတစ်ပါးကိုအနှောင့်အယှက်ထွေးစေမဲ့အလုပ်မျိုးကိုမလုပ်ဘူးဆိုရင်သူ့ကိုလူကောင်းလို့တတ်မှတ်ကြပါတယ်တကယ်တော့အဲ့ဒါအပေါ်ယံအဖြစ်မှန်ပေမဲ့လူကောင်းလို့တတ်မှတ်လို့မရပါဘူးကျွန်တော်တတ်မှတ်ထားတဲ့လူကောင်းဆိုတာလူတစ်ယောက်အသက်တာတောက်တဲ့သူရဲ့ကျမ်းမာရေးကိုထိခိုက်ပေမဲ့ပတ်ဝန်းကျင်ကိုမထိခိုက်ရင်ဘာအဖြစ်မှမရှိပါဘူးဆေးလိပ်တောက်တာလည်းအတူတူပဲပတ်ဝန်းကျင်ကလူတွေကိုအနှောင့်အယှက်ပေးတောက်နေရင်လည်းပြဿနာမရှိပါဘူးကျွန်တော်ကလည်းဒီလိုပဲပတ်ဝန်းကျင်ကိုမညစ်ပတ်စေရင်ပြဿနာမရှိဘူးပြည်သူဝန်ထမ်းအိမ်သားလည်းအတူတူပဲဒီကိစ္စကဘယင်းတွေခိကလေးကရှိခဲ့တာပဲဒါလည်းဆန်ပေးပြီးစီယူတဲ့ကိစ္စမျိုးနှစ်ဦးနှစ်ဖက်အဆင်ပြေကြကျေနပ်ကြပြီးယောဂမကူးတဲ့အထိပြဿနာမရှိပါဘူးလောင်းကစားလေးဒီလိုပဲကိုယ်နိုင်တဲ့အမောင်းတစ်ခုနဲ့စိတ်ထိန်နိုင်ရင်ရတယ်ကိုမိသားစုပတ်ဝန်းကျင်ကိုထိကြိုက်လာအောင်မအော်အေးပြဿနာမရှိဘူးပြဿနာရှိတာကကိုလှုပ်ချင်မှုကသူတစ်ပေါင်းအပေါ်မှာနဲသည်ဖြစ်စေများသည်ဖြစ်စေသွားထိကြိုက်နေပြီဆိုရင်ဒါမကောင်းတော့ဘူးဒါဆိုလူကောင်းမဟုတ်တော့ဘူးကိုနာသမားအတ္တမန်နဲ့ဖြိုရှင်မှုတွေကတပားသူအပေါ်မှာထိကြိုက်နစ်နာမှုမရှိသေးသရွေ့တင်ဟာလူကောင်းပဲအကြမ်းအဖြစ်ကိုယ့်ရဲ့လောက်ရကကိုဟာကိုထိကြိုက်နစ်နာစေပေမဲ့ကိုယ်စိတ်ကိုဓာချစ်တာမို့အကျင့်မကောင်းတဲ့လူလို့ပြောလို့မရပါဘူးသူ့ပျော်ရွှင်မှုကဓာထိနေတာကိုအနံ့အသက်မကောင်းတာပဲရှိလို့သူများကိုပြဿနာမလိုက်မရှာရင်တောက်မိသားစုကိုဒုက္ခမပေးပဲတောက်ဆေးလိပ်တောက်အေးလူ second smoker မဖြစ်စေရရင်ကြိုက်တယ်လို့တောက်မူရစ်ဆေးကိုလစ်မီနဲ့သုံးမသုံးတတ်တဲ့သူကိုသုံးတတ်အောင်မတင်ပေးနဲ့ပေါ့ကျမ်းပါတာတွေလည်းအတူတူပဲဒီတော့အရက်တောက်မလားဆေးလိပ်တောက်မလားမူရစ်ဆေးသုံးမလားလိန်ကိစ္စတွေမှာအတ္တကောဒါတွေကကောင်းလားမကောင်းဘူးလားမေးရင်ကောင်းလားပေါ့ကောင်းလို့လဲကြိုက်လို့အခြေနဲ့ငွေအကုန်ခံလုံနေကြတာပေါ့ကောင်းကြတယ်အဓိကက limit ပဲကို limit ကိုတီးဖို့တော့လိုတယ် limit မရှိ limit မထားတဲ့သူတွေကတော့ဘဝကတောက်လျှောက်ပျက်စီးသွားကြတာများတယ်သူစိတ်သူကိုလူရည်တူပဲကဘာကျော်တဲ့ကောင် limit မတိလို့လူညွန့်သုံးသွားတာဒီအများကြီးပဲ